လူတစ်ယောက်ရဲ့တနေ့တာမှာဘလောက်အကျိုးရှိမလဲဆိုတာသူဘလို့နိုးထလာလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ဝါပေါ်မှာအောင်မြင်နေတဲ့သူတွေဘီလီယံနာသူဌေးတွေဟာကြံတဲ့သူတွေတဲ့ထူးခြားတဲ့မနက်ခင်းလေးကျင့်တွေကိုပိုင်ဆိုင်ထားကြပါတယ်။ဒီနေ့မှာတော့သူတို့ရဲ့မနက်ခင်းလှုပ်ဝက်ချက်၅ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးချက်ကတော့စောစောထခြင်းပါ။စောစောထခြင်းဟာကမ္ဘာလုံးအိပ်ပျော်နေတဲ့အချိန်မှာကိုယ့်အတွက်အချိန်တီးတန့်ပို့ရလိုက်တာဖြစ်ပြီးစိတ်တည်ငြိမ်မှုကိုရစေပါတယ်။ဒုတိယအချက်ကတော့ရေတောက်ခြင်းပါ။ညဘက်အိပ်စက်ချိန်မှာခန္ဓာကိုယ်ကရေတက်ခန်းလျှောက်သွားတတ်ပါတယ်။အောင်မြင်သူအများစုဟာကော်ဖီထက်မနက်နိုးနိုးချင်းရေတစ်ခွက်ကိုရင်တောက်လေးရှိပါတယ်။ဒါအုံတော့ဝန်နိုးကြစေပြီးတော့အစာချေစနစ်ကိုလည်းကောင်းမွန်စေပါတယ်။နံပါတ်3ချက်ကတော့လေ့ကျင့်ခန်းလုပ်ခြင်းပါ။ဒါခန္ဓာကိုယ်ကျန်းမာဖို့တွေမဟုတ်ပါဘူး။ချွေးထွက်လိုက်တာကြောင့်ထွက်လာတဲ့ချွေးတွေဟာတနေ့ကုန်လုံးကိုပျော်ခြင်းတက်ကြွစေပြီးဆုံးဖြတ်ချက်တွေကိုပိုမိုပြသစေပါတယ်။သရုပ်ဓချက်ကတော့ at the fall လို့ခေါ်တဲ့ခက်ခဲဆုံးနဲ့အရေးကြီးဆုံးအလုပ်ကိုမနက်ခင်းမှာအရင်အဆုံးပြီးအောင်လုပ်တာပါမနက်ခင်းဟာစွမ်းရည်အကောင်းဆုံးအချိန်ဖြစ်လို့ရေးကြီးတာတွေကိုအရင်လုပ်ခြင်းကအလုပ်ပြီးမြောက်မှုကိုတည်တည်တတ်တာမြန်ဆန်စေပါတယ်နောက်ဆုံးအချက်ကတော့စိတ်ပိုင်းဆိုင်ရာပြင်ဆင်ခြင်းပါတရားထိုင်တာပဲဖြစ်ဖြစ်စာအုပ်ဖတ်တာပဲဖြစ်ဖြစ်မိနစ်20လောက်အချိန်ပေးတာဟာစိတ်ဖိစီးမှုကိုရောချစေပြီးတော့တနေ့တာကိုအကောင်းမြင်စိတ်နဲ့ရင်ဆိုင်ဖို့ခွန်အားတွေဖြစ်စေပါတယ်ဒီအချက်တွေကတင်ရောဘယ်နှချက်ကိုလိုက်လုပ်ပြီးပြီလဲမလုပ်ရသေးရင်လည်းဒီနေ့ကစပြီးပြောင်းလဲကြည့်ဖို့တိုက်တွန်းခြင်းပါတယ်ခင်ဗျာဘုဒ္ဓရာအသစ်တွေကိုအမြဲသိရှိရဖို့ကျွန်တော်တို့ရဲ့ page လေးကိုလည်း like and share လေးလုပ်ထားပြီးဖို့မမေ့ပါနဲ့ဦးနော်